一起买的菜。到这边我到那边。တော်ကြတော့ဗါရအငြိပွားနေကြတာလေအားလုံးကခလေးတွေမဟုတ်တော့လူကြီးတွေဖြစ်နေတယ်တယောက်နဲ့တယောက်နားလည်မှုရှိတဲ့တယ်နော်အလုံးလုံးတဲ့ခါမှာအတူတူကပူပေါင်းလို့ဆောင်မှဒီအလုံးအဖြစ်တယ်အဲကြောင့်လို့အားတို့ဒီတိုင်းဆက်ပြီးအငြိပွားပြီးသွားမယ်ဆိုအားတို့ရှေ့ရအတွက်အဆင်မပြေဘူးအားတို့ရဲ့လိုချင်နေတဲ့ညီမချက်ကနှောင့်နှေးသွားလိမ့်မယ်အဲကြောင့်လို့သူ့နေရာနဲ့သူတော်နေကြတဲ့လူတွေဖြစ်တယ်တယောက်နဲ့တယောက်အပြစ်ဖို့တာတော့အပြစ်တင်တော့မလောက်ကြပါနဲ့အပြစ်တင်အပြစ်ဖို့တာတဲ့တယောက်နဲ့တယောက်အားပေးစကားပြောကြပါပြမကြပါပါချင်ပါတယ်โอเคလေငါတို့လေငယ်ရလဲကြားနေဘောလားငါတို့လဲမားပါလေ โอเคတော့သူပါပဲလို့ 我们今天我来玩吃锅呢，你们来吃吗？我来吃吗？你们吃锅，那煮啥包？ လေငါတို့သူဆေးကျူစာကြောင်းနေနော်လောက်စားရအင်ပြန်အောင်လေ အခု တော့ရှိရစီလို့ဆောင် အခုငါတို့လုပ်နေတဲ့အလုပ်ကတူတယောက်ကောင်းစားဖို့အတွက်လုပ်နေတဲ့အလုပ်မဟုတ်ဘူးငါတို့ရဲ့ပြည်နယ်ငါတို့ရဲ့နိုင်ငံငါတို့ရဲ့လူမျိုးကောင်းစားဖို့အတွက်ငါတို့လုပ်နေတဲ့အလုပ်ဖြစ်တယ်အဲကြောင့်လို့အစင်မပြေတဲ့ဟာတော့ခဏတာရှိမယ်အဲ့ဒါတွေကျွန်တော်အဲ့ဒါတွေငါတို့မကြည့်ပဲနဲ့ငါတို့အတူတူကစူးစမ်းဖို့လိုတယ်အခုငါတို့လုပ်နေတာတော်လိုင်းရေးပန်းနဲ့ပေါက်တဲ့ပွဲမဟုတ်ဘူးကြည်စာနဲ့ပြစ်တဲ့ပွဲဖြစ်တယ်ထိခိုက်ဆရာရှိတာထိခိုက်မယ်နားဆရာရှိတာနားမယ်ငါတို့အဲ့လိုမျိုးအငြိမ်ပွားနေရင်ငါတို့ကြာသွားတဲ့ငါတို့ရဲဘော်အတွက်ငါတို့ဘယ်မှာသာထားမှလဲသူတို့အတွက်ငါတို့အဲ့လိုမျိုးအိမ်ပြန်မယ်လို့ပြောကြနေတယ်အဲ့ဒီရဲဘော်တွေအတွက်သူတို့ပေးစားထားတဲ့အသက်တွေချွေးတွေသွေးတွေကအလကားတွေဖြစ်ကုန်တယ်ဒါကြောင့်အဲ့လိုမျိုးစကားတွေမပြောကြပါနဲ့တယောက်နဲ့တယောက်အပေးကြပါဖိမကြပါငါတို့ရဲ့အောင်ပွဲဟာလည်းမကြခင်ရောက်လာတော့မယ်ဆိုတာငါတို့အကုန်လုံးသိတယ်ငါတို့အကုန်လုံးယုံကြည်ကြတယ်ဒါကြောင့်မလို့တယောက်နဲ့တယောက်အပေးကြဖို့အကုန်လုံးတယောက်နဲ့တယောက်ဖေးကူကြဖို့အကုန်လုံးအပေးချင်တယ်နောက်ငါတို့မဘာချင်းရောဘယ်လိုရှင်းလဲအစင်ရောပြေးကြလားဘုဒ္ဓလောထောက်ဖို့တွေရောအလူခံရတာအချင်းတွေဘယ်လိုရှင်းလဲတင်ပြကြပါတော့ပြောပြကြပါညီမနာကမမချင်းနေရတော့ကောင်းတော့ကောင်းတယ်ဗောနော်ကိုနိုင်ဦးဒါမဲ့အရင်နဲ့စာရင်တော့လူကကြောက်သွားတယ်ဗောနော်ဒီမမဝင်ကလာစင်ကြီးလာပြီးတာနေသွားတယ်ဗောနော်ဒီထောက်ဖို့ပိုင်းမှာခါကြတော့လေဘယ်လိုပြောလဲပလန်ရကြတာနဲ့ညတော့သူတို့လည်းပြင်ပန်းလာကြတယ်ဗောနော်စပေါ်တာတွေလည်းပြင်ပန်းလာကြတယ်အကြောင်းမို့အဲ့ဒီပိုင်းမှာလည်းနည်းနည်းအားနေဆိုအားလည်းမရှိရဗောနော်ပေးမှလည်းထုံနေကြည့်ပဲဗောနော်အဲ့လိုမျိုးပဲအရင်နဲ့စာရတော့မတော့ရော့သွားတယ်တော့ပြောရဲဗောနော်လေစားကျွန်တော်နားမှာဆိုလဲမန်ပါကလာဝင်တဲ့လူကနည်းများတယ်ပေါ့ဒါပေမဲ့ခုနောက်ပိုင်းကျသူတို့လည်းမအားလို့လားမန်ပါရဲ့စမဝင်ချင်တော့လမ်းတေးလာပြီးမန်ပါချီလဲလမ်းတွန်းကြတော့နည်းနည်းတော့ခက်ခဲတာပေါ့မန်ပါကိစ္စနဲ့တော့မန်ပါတိတယ်ထပ်ဝင်ဖို့ပြောလဲဒီမှာလဲအကြောင်းပြန်တာမရှိဘူးနော်မန်ပါဆိုသူမဝင်ချင်ကြလမ်းတေးโอเคနောက်တခြားထောက်ဖို့တတ်တာတွေရောအချင်းတွေဘယ်လိုရှိကြလဲအဲ့လေငါနာတယ်ဟိုရှိပါတယ်တချို့နေရတော့စိတ်ပြောမှနေလေရောချူတာတော့လေပြောက်ကုန်တယ်ဒါပေမဲ့ငါတို့ဖဲပဲတွေ့လို့မရဘူးအဲ့မှာတို့ဖဲလည်းအဆင်ပြေတာရှိကောင်းရှိနေတယ်ဒီသားစုကြီးရတာမျိုးရောဒီချင်းနေလဲဆိုဒီငယ်ငယ်ရင်းနေဆိုလဲသူတို့ပြပမှာဆိုလဲပုံများဒုက္ခခံရတာပဲဒါရောအဆင်ပြေတဲ့လူတော့သူစားမယ်ချင်းလေအဲ့လူရောရှိတာပေါ့โอเคလေငါတို့ကြားနေရတဲ့အတိုင်းပေါ့နော်ငါတို့ရဲ့အမှန်ပါအစီအစဉ်ကလည်းလူတွေကဝင်တွေကပြောင်းနေကြတာပေါ့နော်နဲတဲ့ထက်နဲလာပြီဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ပေါ့နော်ငါတို့ဘက်ကဆက်ပြီးစူးစမ်းဖို့ပဲလိုတယ်ငါတို့ဆက်ပြီးအလုပ်လုပ်ဖို့ပဲလိုတယ်ထောက်ဖို့တသားတွေအနေနဲ့မမတီတွေကိုလည်းထပ်မံခေါ်ပြီးဖို့
အားလုံးကိုတိုက်တွန်းချင်တယ်နောက်ပြီးတော့နောက်တစ်ခုကပြီးခဲ့တဲ့မစ်ရှင်တော့ကငါတို့ဆန်အတွက်ရိတ်ခါအတွက်ထည့်ထားခဲ့တဲ့အလူငွေတွေပေါ့နော်ငါတို့ဒီမစ်ရှင်မှာကြည်တွေကုန်နေလို့ကြည်တွေအရေးပေါ်လို့အနေလို့ငါတို့ကြည်တွေဝယ်သုံးနေရတယ်ဒီရိတ်ခါစားပေါ့နော်ရိတ်ခါစားငါတို့ကြည်တွေဝယ်သုံးနေရတယ်အားလုံးကိုပြချင်တာဆက်လက်ပြီးဒီအခုဖွင့်နေတယ်လေမငင်းမညူပဲအခုအလုပ်ဒီအလူခံတဲ့အလုပ်ပေါ့နော်ဒီမှာဝင်နေကိုလည်းဆက်ပြီးခေါ်ပြီးတော့အားလုံးတိုင်းတော့ချင်တယ်ကဲအားလုံး fighting fighting Can I have that? Ah, fighting. ဒီတော့ကျတော့